ကဲအဲ့ဒီအကြောင်းခဏထားလိုက်ကြအောင်အကြီးဆုံးဖြစ်ရှင်ငယ်ဆုံးလိုနေရမယ်ဆရာဖြစ်ရှင်တပည့်လိုနေရမယ်ဘသူကပိုကြီးမြတ်လဲစပွဲမှာထိုင်စားတဲ့သခင်လားအခိုင်းအစေလားစပွဲမှာထိုင်စားတဲ့သခင်ပေါ့ငါကစပွဲမှာထိုင်စားထိုက်တဲ့သခင်ဖြစ်နေရင်လေမင်းတို့ကိုလည်းလှုပ်ကြွေးပြုစုပေးသေးတယ်မင်းတို့ကငါဒုက္ခအမျိုးမျိုးခံရတဲ့အချိန်တိုင်းငါဘေးမှာအမြဲရှိနေကြတယ်ငါဖေဖြစ်တဲ့ဘုရားသခင်ကငါ့ကိုသူ့နိုင်ငံတော်ပေးထားသလိုငါကလည်းမင်းတို့ကိုအဲ့ဒီနိုင်ငံတော်ကိုအုပ်စိုးရတဲ့အခွင့်ပြန်ပေးမယ်ငါနဲ့တစပွဲလေးထိုင်ပြီးအတူစားတောက်ရတဲ့အခွင့်လည်းမင်းတို့ကိုပေးအောင်မယ်ဒီမှာသက်စာပေါင်းမရှိပါဘူးဆရာပေတရုသတိထားသမ်းစကွဲကိုစကားနဲ့စစ်ချသလိုနတ်ဆိုးကလည်းမင်းတို့ယုံကြည်မှုပြတ်သွားအောင်စစ်ချနေတာလှည့်သားနေတာမင်းရဲ့ယုံကြည်မှုမပြတ်သွားဖို့ငါဆူတောင်းပေးပြီပေတရုမင်းပြန်ယုံကြည်လာရင်ညီအကိုတွေယုံကြည်လာအောင်လည်းလုပ်ပါဆရာအဖမ်းခံရရင်ကျွန်တော်လည်းအဖမ်းခံမယ်တေးချင်းတေးသွားပါစေမဟုတ်ဘူးပေတရုဒီနေ့လင်းချက်မတုံခင်ယေရှုကိုငါမသိဘူးဆိုပြီးသုံးကတော့မင်းပြောအောင်ပါအရင်တုန်းကငါတခုခုခိုင်းလိုက်ရင်မင်းတို့ဘာမှယူသွားကြမလို့ဘူးနော်ဟုတ်ကဲ့မလိုပါဘူးဒါပေမဲ့အခုတော့ပတ်စံရှိတဲ့လူကပတ်စံယူသွားဒါမရှိတဲ့လူကရှိတာရောက်ပြီဒါဝယ်ဘာဖြစ်လို့လဲသိလားကဲတင်ရှင်ကိုလူစိုးစင်းရင်တွင်းကြလိမ့်မယ်ဆိုတော့ကျမ်းစာထဲမှာပါတဲ့အကြောင်းအခုဖြစ်တော့မယ်ဆရာဒီမှာကြည့်ဓာတ်နှစ်လက်တောင်ရှိတယ်ထားလိုက်ပါတော့ကွာနံပါတ်1တပည့်တော်12ပါးအပေါ်ယေရှု၏စစ်ဆန်ရေးနှင့်ချစ်ချင်းမေတ္တာကိုအဘယ်အရာကဖော်ပြသလဲနံပါတ်2သစ္စာဖောက်သူကိုယေရှုဘယ်လိုစစ်ဆန်သလဲနံပါတ်3ခရစ်တော်၏ညစာစားပွဲသည်အဘယ်ကြောင့်အလွန်အရေးကြီးသလဲ